ကျွန်တော်မန္တလေးကစာရေးဆရာနေမျိုးဖြစ်ပါတယ်အခုကျွန်တော်စကားပြေလေးတစ်ပုဒ်ကိုဖတ်ပြလိုပါတယ်ကျွန်တော်ဖတ်ပြလိုတဲ့စကားပြေလေးကို2013ခုနှစ်ဧပြီလ29ရက်နေ့မှာရေးသားပြည်စီခဲ့ပြီးခင်တန်းကြီးရဲ့မျက်လုံးတွေလို့အမည်ပေးထားပါတယ်ခင်တန်းကြီးဆိုတာကျွန်တော်တို့နေခဲ့တဲ့ရက်ကွက်တစ်ခုထဲမှာအမှန်တကယ်တည်ရှိခဲ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးကျွန်တော်ဇနီးဖြစ်သူမဝင်းမေကိုအောက်မေ့တာတာမှုအဲ့ဒီခင်တန်းကြီးဆိုတဲ့မိန်းကလေးကိုတတိယမှုတို့နဲ့ရေးထားတဲ့စာမူလေးတစ်ပုဒ်ဖြစ်ပါတယ်ဖတ်ရှုပြပါရစေခင်ဗျာခင်တန်းကြီးရဲ့မျက်လုံးတွေခင်တန်းကြီးရဲ့မျက်လုံးတွေကိုကျုပ်မြင်ရတယ်ခင်တန်းကြီးဟာကင်ဆာအထုကုဆေးရုံတွေကလူနာဆောင်တစ်ခုတည်းဂရင်တစ်ခုလေးဘေးမှာရက်နေတယ်ခင်တန်းကြီးဟာငြိမ်ငြိမ်တက်တက်ရက်နေရင်ကျုပ်ကိုလှမ်းကြည့်နေတယ်ခင်တန်းကြီးရဲ့မျက်လုံးတွေဟာနာကျင်ခက်ခဲမှုရှင်သန်လွန်မှုတွေရောရှဲလို့နွမ်းလျော့နေတဲ့အယောင်တစ်မျိုးထွက်နေတယ်လို့ကျုပ်ထင်မိတယ်ခင်တန်းကြီးရဲ့ဝမ်းမိုက်ကလေးဖောင်းနေတယ်ခင်တန်းကြီးရဲ့အသားအရည်ဟာညှဉ်းနွမ်းနေတယ်ခင်တန်းကြီးဘေးမှာမိန်းကလေးငယ်ကလေးတယောက်ရှိတယ်သူကခင်တန်းကြီးရဲ့သမီးကလေးပေါ့သူကခင်တန်းကြီးလမ်းလျှောက်ရင်တွဲခေါ်ဖို့ခင်တန်းကြီးတစ်ခုခုစားရင်ကျွေးဖို့ခင်တန်းကြီးဆေးတောက်ချိန်ရောက်ရင်တိုက်ဖို့ခင်တန်းကြီးအကြီးအကျေးစွန့်ရင်ကုညီဆောင်ရွက်ပေးဖို့အဲ့ဒီအတွက်ဒီလူနာဆောင်ထဲမှာရောက်နေတာပါလူနာဆောင်ထဲမှာရှင်းလင်းနေတယ်လူနာဆောင်ထဲမှာဆေးနှံ့တွေရနေတယ်လူနာကရင်အလွတ်တွေဟာတိတ်ဆိတ်နေတယ်ဒီဆေးရုံကိုတက်ရောက်ကုသကြတဲ့လူနာတွေဟာဘယ်ရောက်ကုန်ကြတာလဲဝေဒနာတွေပျောက်ကင်းသွားလို့ကိုယ်အိမ်ကိုယ်ရာပြန်သွားကြတာလားဒါမှမဟုတ်သေဆုံးကွယ်လွန်သွားကြတာလားခင်တန်းကြီးကဒီဆေးရုံကိုတက်ရောက်ကုသနေပေမဲ့ကိုယ်အိမ်ကိုယ်ရာကိုပြန်ကျင်ပါပြီကိုယ်အိမ်ကိုယ်ရာမှာမိသားစုနဲ့အရင်လိုပဲအေးအေးလူလူနေခြင်းပါပြီအိမ်ပြန်ချိန်ဟာဘယ်တော့များလဲခင်တန်းကြီးဟာပိမ့်ပိမ့်သေးသေးညူညူပါကျုပ်အရင်နေခဲ့တဲ့ရက်ကွက်ကမိန်းကလေးတယောက်ပါအဲ့ဒီရက်ကွက်ကိုကျုပ်စောက်ခွာခဲ့ရပြီးဒီရက်ကွက်ကိုရောက်ရှိလာခဲ့တဲ့နှစ်တွေမှာခင်တန်းကြီးဟာအရွယ်ရောက်ကြီးပြင်းခဲ့ပြီးအိမ်တော်ရသားကြားလို့သားသမီးတွေပေါက်ဖွားခဲ့တယ်ခင်တန်းကြီးရဲ့သမီးကလေးဟာခင်တန်းကြီးငယ်ငယ်တုန်းကလိုပဲသေးသေးကြစ်ကြစ်နဲ့ကြီးကြီးလင်းလင်းချစ်ခင်စရာမိန်းကလေးတယောက်ပါအခုကျောင်းတစ်ဖက်နဲ့စက်ယုံတယုံမှာအလုပ်ဝင်နေတဲ့ခင်တန်းကြီးရဲ့ခင်မောကလည်းသူရသမျှဝင်ငွေတွေကခင်တန်းကြီးကိုစေကုသဈေးကိုပေးတယ်ဒါပေမဲ့အခုခင်တန်းကြီးတို့သားအမိမှာပါလာသမျှပိုက်ဆံကုန်သွားပါပြီယောဂဝေဒနာကမပြောက်ကင်းသေးတော့ဆက်လက်ကုသမှုခံယူနေရတော့မှာပဲသူတို့မှာပိုက်ဆံမရှိတော့ပဲဘယ်လိုများဆက်လက်စေကုသမှုခံယူနေပါလေကျုပ်ရောက်လာတာကိုတွေ့တော့ခင်တန်းကြီးဟာဝမ်းသာသွားဟန်နဲ့ပြုံးနေဒါပေမဲ့အဲ့ဒီအပြုံးဟာအလွန်ကြီးမားတဲ့ဝမ်းနဲ့ကြေကွဲမှုကြီးတဲ့မှာရေဘွက်သေးသေးကလေးပွက်တယ်လို့ခဏပဲမြင်တွေ့လိုက်ရပြီးပြက်ပြဲသွားတယ်ခင်တန်းကြီးရဲ့မျက်လုံးတွေကိုကျုပ်မြင်ရတယ်ကျုပ်အဖို့တုန်လှုပ်เสียပါပဲခင်တန်းကြီးရဲ့မျက်လုံးတွေဟာအနှဲငယ်ပြူးနေတယ်အောင်ထင်ရတယ်မျက်တွင်းကကျနေတယ်ခင်တန်းကြီးဟာသူ့အသက်ဆက်ရှင်သန်ရမယ်ဆိုရင်ဘာကိုမဆိုပြီးဖို့အစင်သင့်ဖြစ်နေတဲ့ပုံပါပဲဒါပေမဲ့
ဘာကိုပေးရမယ်ဆိုတာသူမသိဘူးသူ့မှာပေးစရာလဲဘာမှမရှိတော့ပါဘူးကျုပ်ယူဆောင်လာတဲ့စားဝယ်အနှဲငယ်ကိုပေးလိုက်တော့ခင်တန်းကြီးကနှံ့ယူတယ်ညာအိပ်ပျော်ရဲ့လားကျုပ်ကအဲ့ဒီလိုမေးတော့ခင်တန်းကြီးကမနေ့ညကတော့အိပ်ပျော်တယ်ဒါပေမဲ့ပလက်လှမ်းပြီးအကြာကြီးအိပ်လို့မရဘူးလို့ပြောတယ်ကျုပ်မြင်တွေ့ရတာကတော့ခင်တန်းကြီးဟာအေးရေးမောရတာကြာမြင့်မြင့်ဖြစ်တဲ့လူတစ်ယောက်ပုံစံအတိုင်းပါပဲစားလို့ကောင်းရဲ့လားဆိုတော့နည်းနည်းချင်းတော့စားလို့ရပါတယ်တဲ့ခင်တန်းကြီးရဲ့တမီးကလေးဟာကျုပ်တို့စကားပြောနေတာကိုဘေးကနေရက်နားထောင်နေတယ်တကယ်တော့ကျုပ်ဟာအဲ့ဒီအချိန်မှာ6အိမ်မက်ကြီးတစ်ခုတည်းကိုရောက်ရှိသွားတယ်လို့ပါကြောက်ဖွယ်ကောင်းပြီးရှစ်မှန်လွန်းတဲ့အခြေအနေကြီးတစ်ရပ်ပေါ်ရောက်ရှိနေပြီးကျုပ်ဟာအေးလူစကားပြောနေမိတာပါကျုပ်သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားကြည့်မိတယ်ရှာဝန်ကြီးတွေကဘာပြောလဲလို့ကျုပ်ကမေးတော့ဒီတစ်ခါနည်းနည်းတက်တာရင်အိမ်ပြန်ရမယ်လို့ပြောပါတယ်တဲ့ကျုပ်ခင်တန်းကြီးကိုနှုတ်ဆက်ပြီးပြန်လာခဲ့တယ်ကျုပ်ထင်တယ်လို့သူ့ကိုမနှစ်သိမ့်နိုင်ခဲ့ပါဘူးရက်တော်ကြာတဲ့အထိခင်တန်းကြီးရဲ့မျက်လုံးတွေကိုကျုပ်မြင်နေမိတယ်သူ့အသက်ဆက်ရှင်မှုအတွက်ဘာမဆိုပေးဖို့အစင်သက်ဖြစ်နေပြီးသူ့အသက်ကလွဲလို့ဘာမှပေးစရာမရှိတော့တဲ့မျက်လုံးတွေပေါ့ခင်တန်းကြီးရဲ့မျက်လုံးတွေဟာတနေရာကနေကျုပ်ကိုကြည့်နေတယ်လို့ပဲနောက်တော့သိပ်မကြာခင်ခင်တန်းကြီးရဲ့သတင်းကိုကြားရတယ်သူဆုံးသွားပြီတဲ့သူ့မိသားစုကသူ့ကိုကောင်းမွန်ကြိုလိုက်ကြပါတယ်တဲ့အဲ့ဒီသတင်းကြားတဲ့ညကကျုပ်ကောင်းအိမ်မပြောတာကြောင့်တယောက်တည်းညအမှောင်ထဲမှာအကြာကြီးထိုင်နေမိတယ်ညမိုးကောင်းကင်ထဲမှာမြင်တွေ့ရတဲ့ကျယ်ပွင့်နှစ်ပွင့်ဟာခင်တန်းကြီးရဲ့မျက်လုံးတွေတို့ပဲအိုးအဝေးကြီးကနေကျုပ်ကိုရီဝေစွာလှမ်းကြည့်နေတယ်လို့ထင်မှတ်မိတယ်နေမျိုးပါ